လုပ်ကြစားပါရှင်ဒီနေ့ကတော့ဒီမှာကတင်တန်းလုံးဖြစ်ပါရှင်အရန်ကြောက်စရာကောင်းတယ်ပေါ့နော်အဲထဲမှာလူတွေရှိလားမရှိလားဒီမှာလိုက်ပြတယ်ပေါ့နော်ကဲဆိုအိုင်ဒီဒီမှာပြလိုက်ပေါ့နော်ဒါလေးကအိုင်ဒီလေးပဲဖြစ်ပါရှင်ဒီမှာပေါ့နော်ခဏနဲ့ဒီမှာသိချင်မြန်ပေါ့နော်ကဲအဲ့ဒါလေးပဲကြည့်ဖို့စရန်လေးစလိုက်အောင် let's go ဟေးခုငါတင်ရအောင်တချီချောင်းညရီဆိုတရေဘာလာလာမသိဘူးငါနတ်မလေးဆိုကဲသွားမယ်ငါကအစွမ်းနဲ့ပဲသွားလိုက်တော့မယ်ကဲဝေးရပေါ့နော်စွမ်းနဲ့သွားလိုက်တော့မယ်1 2 3 let's go အိုးအစွမ်းနဲ့ရောက်ပြီကဲအရင်ဆုံးဝင်ကြည့်ကြရအောင် let's go ကဲဒီမှာတော့သက်ဆိုင်ရှိထားပဲနော်ကဲဒီမှာထိုးကြည့်ရအောင်1 2 3 oh my god ကြောက်စရာကြီးအားမဒီလေးဝင်တော့ဒီလေးဝင်လို့ရပါဒီလိုကြီး oh my ကလေးမလေးဒီညရေထွက်သွားပေးပါဒီညကမင်းနဲ့ဆိုင်မှာဘူးပေါ့နော်ဒီသွားလိုက်တော့လစ်လိုက်တော့ကဲရင်ဆုံးကြည့်အောင်အိုးတရားအရင်ဆုံးတာလေးချင်းကြည့်ပဲပေါ့နော်သူကဒီလိုလေးပဲထားနေနေပေါ့နော်အဲ့ပါရှင်ကဲဆိုဒီထဲမှာအလောင်းရရှိတယ်ကြည့်ဒီမှာရှိလားဟိုတော့ရှိရဲ့နော်ဒီမှာ oh my god ဖုန်းပြန်မိလားဒီဘက်ကရှိလားရှိရဲ့ဒီဘက်ဒီရောရှိလားမသိဘူးရှိရဲ့ဟဲ့တိုင်းနေတော့ထားလိုက်ရှိရဲ့ခင်ဗျာရှိရပေါ့နော်ဒီဘက်ဒီမှာဝင်သွားဘယ်လိုရည်သိနော်အလောင်းတေချာလည်းမလုပ်ပေးထားပါနော်တချို့နေရာတော့မရှိသေးဘူးပေါ့နော်သူတို့ကအလောင်းတွေမရှို့ပစ်ထားပါနော်ကဲဒီမှာဒီဘက်ဒီရှိရပေါ့နော်ကိုဒီဘက်ဒီဟဲ့မဒီဘက်ဒီမရှိဘူးတွေ့လားဖုံးဖွင့်ထားလိုက်ပါနော်ခဏတူတူပြပေးတယ်အိုးအရင်ကြောက်ဖို့ကောင်းတယ်ပေါ့နော်ကဲငါခုကြည့်နေရတော့တရက်တစ်စီဘာမှမရှိဘူးဒီပေါ်ကငါဒီပေါ်ကတော့ဒီကလေးမလေးပဲရှိပါရှင်ဒါတရက်မဟုတ်ဘူးပေါ့နော်ဒါသူကဒါလေးပဲနေနေပါတော့ဒီနက်လို့ပြောလို့ရပါနော်ငါဒီနေ့ကြည့်တာကတရားမှမရှိဘူးတရက်တွေကကဲဟုတ်ပြီငါပြန်လိုက်ပါဦးမယ်အစွမ်းနဲ့ပြန်ကောင်းလားပြန်တော့ပါဟဲ့အဲ့ဒါပြန်လိုက်တော့မယ်ဟဲ့ဘာကြီးတော့အဲ့ဒါလဲဝိုင်းအေးဘယ်လိုဖြစ်တာသူမျိုးဟိုမှာတွေ့လားတောင်ပိုင်းနဲ့ကိုတွေ့ကြလားဘာလို့ငါလည်းမသိဘူးအေးဟဲ့နေပါလို့ချင်းလဲနေနဲ့တမီးဖြစ်တာမကြိုက်လို့နေနောက်လိုက်နေတာဟမ်အေးခါတော့လိုက်လာပြီလားအေးပြေငါတော့လိုက်လာပြီပြေငါတော့လိုက်လာပြီပြေလာတော့နေတော့ရေချက်တယ်အေးဒီထဲဝင်မနေနဲ့ဟဲ့သူလိုက်နေအေးအရင်ချက်တယ်လေပြေငါမချုံနေပါနားလိုက်လက်တမီဖြစ်ချင်ဟာအေးသူရကမီနာလာခဲ့နေငါပညာပေးရမယ်နော်မလုပ်ပါနဲ့စမလောက်ဒီမြင်စပါနဲ့လာခဲ့ဟာno လာခဲ့ဒီတွေးအနာတွေကကျင်းဆိုင်ဘူးလာခဲ့ငါနဲ့တက်ပြစ်နော်မလုပ်ပါနဲ့နေမပြေးနဲ့နော်လာခဲ့စမပြေးနဲ့ရနော်စမ်းနဲ့နော်နေတေဝါပြီဆိုတော့ငါလည်းပြန်ပြီအစ်စေကဲဒီနေ့ဗီဒီ
ဒီယိုလေးကဒီလောက်ပါပဲရှင်နောက်ဗီဒီယိုပါဆက်တွေ့ပါမယ်ဒီဗီဒီယိုလေးတိုက်ရင်လည်း subscribe လုပ်ဖို့မမေ့နဲ့နော်ဒီလီစာကောက်ကိုလည်းလိုက် subscribe မြန်မာလုပ်ခဲ့ပေးကြပါအောင်နော် bye bye အန်ဒီလေးလည်းပေးခဲ့လိုက်ပါပြီ bye bye